မိုက်ကယ်ဂျက်ဆင်လို့ပြောလိုက်တာနဲ့ King of Ball လို့တကမ္ဘာလုံးကတင်စားထားတဲ့ pop music တွေရဲ့ဘယ်တစ်ပါးဖြစ်မယ်ဆိုတာကိုသိပြီးသားဖြစ်ကြမှာပါ။ Michael Jackson ရဲ့နာမည်ရင်းကတော့ Michael Joseph Jackson ဖြစ်ပြီးတော့1958ခုနှစ်ဩဂုတ်လ29ရက်နေ့မှာအမေရိကန်နိုင်ငံအင်ဒီယားနားပြည်နယ်ဂယ်ရီမြို့မှာသူ့ကိုမွေးဖွားခဲ့ပါတယ်။သူ့မှာမောင်နှမ10ယောက်ရှိပြီးသူကတော့10ယောက်မြောက်ဖြစ်ပါတယ်။ Michael တို့မိသားစုကဆင်းရဲတဲ့ဆိုပေမဲ့သူတို့ရဲ့ဖခင် George Jackson ကတော့သူ့ရဲ့သားသမီးတွေကိုဂီတပညာကိုလေ့လာခိုင်းပြီးနာမည်ကြီးစေချင်ခဲ့ပါတယ်။ မိုက်ကယ်ဟာတန်ငါးနှစ်လောက်ခနဲ့တချင်းထွာတွေကားတာတွေမှာရန်ထူးရွံပြီးသူ့ကိုယ်ရင်းနဲ့သူဂျက်ဆင်ဖိုင်အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့မိုက်ကယ်ဟာနောက်ပိုင်းအင်တာဗျူးတွေမှာသူ့ရဲ့ကလေးဘဝပျော်ရွှင်စရာတွေထက်ဖခင်ရဲ့တင်းကျပ်တဲ့လင်းကြီးမှုတွေနဲ့ဖိအားတွေကများခဲ့တယ်လို့ပြောခဲ့မှုပါတယ်။1989ခုနှစ်မှာတော့ Ottawa Evan နဲ့ပထမဆုံးတကူတော့အောင်မြင်မှုကိုရရှိခဲ့ပါတယ်။1982ခုနှစ်မှာထွက်ရှိတဲ့ Thriller Evan ကတော့သမိုင်းတစ်လျှောက်အကျော်ကြားဆုံး Evan တွေကတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီး Michael Jackson ကို King of Ball လို့တကမ္ဘာလုံးကခေါ်ဆိုလာကြပါတယ်။သူ့ရဲ့မွန်းအကားဖြစ်တဲ့အဖြူအောင်လိုက်တစ်ဖက်နဲ့အုတ်ထုတ်အနှံ့အောင်ဆောင်းထားပြီးထူးခြားတဲ့ဖြောပြမှုပုံစံတွေကသူ့ရဲ့တင်ဂီတာဖြစ်လာခဲ့ပါတယ်။ဒါအပြင် Grammy ဆုပေါင်းများစွာကိုရရှိခဲ့ပြီးကျေးဝင်းသချင်းတွေဖြစ်တဲ့ Thriller, Billie Jean, Beat It, Smooth Criminal,စတဲ့သချင်းတွေကလည်းယနေ့ထိလူကြိုက်များနေသေးဖြစ်ပါတယ်။ Michael Jackson ဟာကလေးတငယ်စေးရုံတွေ AIDS လူနာတွေတဘာဝဘေးအန္တရာယ်ခံစားရသူတွေဆင်းရဲနှမ်းပါးသူတွေအတွက်တန်ပေါင်းများစွာလူဒန်းခဲ့တဲ့နည်းပညာရှင်တဦးလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့သူကကလေးဘဝကိုလမ်းဆွတ်တဲ့အနေနဲ့ Neverland Ranch လို့ခေါ်တဲ့အင်ကြီးကိုဆောက်လုပ်ခဲ့ပါတယ်။အဲ့ဒီအင်ကြီးတွင်းမှာတော့ဗန်ဖီယာကစားကွင်းတွေတိရစ္ဆာန်ယုံရုပ်ရှင်ယုံဂျထာဘုဒ္ဓစတာတွေပါဝင်ပြီးကလေးငယ်တွေလာရောက်ကစားနိုင်အောင်လည်းပြုလုပ်ထားပါသေးတယ်။ဒါပေမဲ့1990ပြည့်နှစ်နဲ့2000ပြည့်နှစ်တွေမှာတော့ကလေးတငယ်များပေါ်မဖွင့်မရပြုမှုတယ်ဆိုတဲ့ဆိုးဆွဲချက်တွေလည်းထွက်ပေါ်လာခဲ့ပါသေးတယ်။2005ခုနှစ်မှာတော့တရားရုံးက Michael Jackson ကိုဆိုးဆွဲချက်တွေအတွက်အပြစ်မရှိဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။2009ခုနှစ်မှာတော့သူ့ရဲ့ Theory ဆိုတဲ့ပြန်လည်ဖျော်ဖြေပွဲအတွက်အပြင်းထန်လင်းကျနေခဲ့ပြီးပေးသက်တွေကလည်းသူပြန်လာမယ့်ဖျော်ဖြေပွဲကိုအရင်မျှော်လင့်နေကြပါတယ်။2009ခုနှစ်ဇွန်လ25ရက်နေ့မှာတော့အသက်50အရွယ်နဲ့ကွယ်လွန်ခဲ့ပါတယ်။ဒီဆုံးရတဲ့အဓိကအကြောင်းရင်းကတော့ဆရာဝန်ကပေးတဲ့ Propofol ပါဝင်မေးသေးနဲ့ဆီဝါများအသုံးပြုခြင်းကြောင့်နှလုံးရက်သွားခြင်းဖြစ်တယ်လို့သုံးသပ်စစ်ဆေးမှုတွေကဖော်ပြခဲ့ပါတယ်။သူ့ကိုကုသပေးခဲ့တဲ့ဆရာဝန်ကိုရန်မာရီကတော့လူတည်တည်မှုနဲ့ပြည်ထန်ချမှတ်ခံခဲ့ရပါတယ်။ Michael Jackson ကကွယ်လွန်သွားခဲ့ပြီမဲ့သူ့ရဲ့သချင်းတွေအကတွေဖြေပြမှုပုံစံတွေကတန်ပေါင်းများစွာသောပြည်သက်တွေရဲ့ရင်ထဲမှာယနေ့ချိန်ထိရှင်သန်နေသေးဖြစ်ပါတယ်။